laptop တစ်လုံးစောက်ဝယ်မယ်ဆိုရင်အဓိကအရေးကြီးတာ battery ဗျကျွန်တော်တို့အဲ့ဒါကိုဒီမှာ laptop တစ်လုံးမှာ battery ဘယ်လိုဆက်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့ window R နဲ့ command box ခေါ်လိုက်မယ်ပြီးရင် CMD လေးတစ်ချက်နှိပ်လိုက် CMD လေးနှိပ်ပြီးရတယ်ကျွန်တော်ဒီ command box လေးပေါ်လာမယ်အဲ့ဒီချိန်ကျရင် POWE က power CFG slash လေးရတယ်ကျွန်တော်တို့ဒီ space နဲ့သွားလဲရကျွန်တော်ကတော့သွားနေကြ slash နဲ့ပဲသွားလိုက်မယ် power CFG slash PATTERY battery IPO ဒီ battery report အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ file လေးကြာလာတယ်အဲ့ဒါလေးကိုကျွန်တော် P တက်တစ်ချက်နှိပ်လိုက်ပြီး enter ခောက်လိုက်တာနဲ့ကျွန်တော်တို့ battery capacity တစ်ခါတန်းပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ battery capacity ရဲ့ percentage ကိုတက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်က full charge capacity ကိုအပေါ်က design capacity နဲ့စားရမှာဖြစ်ပါတယ်ကျွန်တော်တစ်ချက်တွက်ပြပေးမယ်နော် percentage ကိုတွက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့က3800ရှိတယ်အဲ့ဒါကိုမှကျွန်တော်တို့ကအပေါ်က4000ခွဲနဲ့စားလိုက်မယ်ပြီးရင်အဲ့ဒါကိုမှကျွန်တော်တို့က100နဲ့ပြန်ဖြောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ percentage ပေါ်လာပြီဒါဆိုရင်တော့ဒီ laptop မှာဆိုရင်တော့85% ကျန်နေတာပေါ့ဗျာဒါကတော့ battery percentage 20နဲ့ battery capacity စနစ်လေးပဲဖြစ်ပါတယ်ဗျာ